မှာကရုံးတုံးပေးလို့ဆိုရင်ပိုတန်လာလားကရုံးကရောမဖြစ်မနေတုံးပေးဖို့လိုလာလားဆိုတာလေးကိုပြပြပေးမယ်နော်ကျမတို့မြန်မာအယူဆမှာတော့ကြားဖို့ပါမှာမွေးစပင်ကထားလို့မကောင်းဘူးကရုံးကတုံးပေးတဲ့နဲ့ကရုံးတုံးပေးမှစပင်ကပိုတန်လာကရုံးခဏခဏတုံးပေးတဲ့နဲ့ဆိုပြီးတော့ကြားပြကြမှာပါတိတ်ပန်နေရပြောရမယ်ဆိုရင်ကလေးတွေရဲ့ဥယျာဉ်ပြအောက်မှာမွေးညင်းအိတ်လေးတွေရှိရပေါ့နော်ဒီမွေးညင်းအိတ်လေးကနေပြီးတော့စပင်လေးတွေထွက်လာတာပေါ့နော်တချို့ကြတော့စပင်တွေများထွက်တာရှိမယ်တချို့စပင်ကျဲတဲ့ကလေးတွေမှာကြတော့စပင်အရှည်ကမတူဘူးပေါ့နော်အပေါ်ထွက်လာတဲ့စပင်လေးတွေရှိမယ်လက်ခုလက်ကစပင်လေးတွေရှိမယ်ထွက်လာမဲ့စပင်လေးတွေရှိမယ်ပေါ့နော်အဲ့ဒါကိုကျမတို့အမြင်မှာကြည့်လိုက်ရင်တော့ထွက်လာတဲ့စပင်တွေကနည်းနေတဲ့အတွက်စပင်ကပါနေတယ်ဆိုပြီးတော့စပင်ကြီးအောင်ဆိုပြီးကရုံးတုံးပေးလိုက်တယ်ဆိုတော့ကရုံးတုံးပေးလိုက်တဲ့အချိန်မှာဒီလိုမညီတဲ့စပင်လေးရှိမှာပေါ့နော်ဒါထွက်လာတဲ့စပင်ဒါကလန်ခုလက်ကစပင်ဒါထွက်လာတဲ့စပင်ဥယျာဉ်ပြထိတ်နာစပင်တွေပေါ့နော်ကျမတို့ကဒီလိုတုံးပေးလိုက်တဲ့အချိန်မှာဒီစပင်တွေကအကုန်လုံးကညီသွားတယ်ပေါ့နော်ညီသွားတဲ့အတွက်ရုံးတုံးပေးတဲ့အချိန်မှာပြန်ထွက်လာတဲ့ကြည့်လိုက်တဲ့အချိန်မှာစပင်လေးကအများကြီးပိုထွက်လာတယ်လို့ထင်ရတယ်ပေါ့နော်တကယ်တော့အဲ့လိုမဟုတ်သူရှိပြီးသားစပင်ကိုပဲထွက်လာတာပေါ့နော်သူဥယျာဉ်ပြားမှာရှိတဲ့စပင်လောက်ပဲထွက်လို့ရမှာပေါ့နော်ကရုံးတုံးပေးလို့ပိုထွက်တာမျိုးမရှိဘူးပေါ့နော်တုံးပေးလိုက်တဲ့အချိန်မှာဒီထက်ကစပင်လေးရနည်းနည်းထူလေးနဲ့ပေါ့နော်တုံးလေးဖြစ်တယ်တဲ့အတွက်ကျမတို့ပို့ပြီးတော့ထူတယ်လို့ထင်ရတယ်ပေါ့နော်အဲ့ဒါကြာဒါကရုံးတုံးလိုက်လို့ဖြစ်တာမဟုတ်ဘူးပေါ့နော်သူစပင်ကိုထွက်လာတဲ့ပုံစံကြောင့်ပဲဖြစ်တာပေါ့နော်ပြီးတော့အဲ့ဒါကြောင့်မို့လို့ကလေးကိုကရုံးမဖြစ်မနေတုံးပေးဖို့မလိုဘူးပေါ့နော်တချို့ကလေးလေးကတော့မွေးစပင်လေးတွေအရန်တန်တယ်ပေါ့နော်ဒါပေမဲ့မေကဟိုလူပြောဒီလူပြောနဲ့တုံးပေးရမလားမသိစိတ်ထဲမှာစပွေးစပွားဖြစ်ကြတာပေါ့နော်မဖြစ်မနေတုံးပေးဖို့မလိုဘူးเนาะပြီးတော့ကလေးရဲ့စပင်ထူတာပါတာကမျိုးဗီဇနဲ့လည်းဆိုင်တယ်စပင်အာဟာရဘယ်လောက်ရလဲလည်းဆိုင်တယ်ဥယျာဉ်ပြကျန်းမာရေးနဲ့လည်းဆိုင်တယ်ပေါ့နော်မွေးပြီး3လဝန်းကျင်လောက်ကြာရင်စပင်လေးတွေကကျွတ်လာကြရပေါ့နော်အနှီးနဲ့ထိတာခေါင်းနဲ့ထိတာများကျွတ်ကြဲလေးဖြစ်လာကြရပေါ့နော်ပြီးမှ6လဝန်းကျင်လောက်ကြာရင်ပို့ပြီးတော့တန်မာတဲ့စပင်လေးတွေထွက်လာကြရပေါ့နော်ကရုံးတုံးပေးလိုက်မှာကလေးကမငြိမ်ဘူးဆိုရင်ဥယျာဉ်ပြဓာတ်ထိတာလေးဖြစ်နိုင်တယ်ခလအေးမိတယ်နှာစီးတာတွေဖြစ်နိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့မလို့အပ်ပဲနဲ့လည်းမသုံးပေးသင့်ဘူးပေါ့နော်အရန်တုံးပေးခြင်းနဲ့ဆိုရင်တော့တစ်နှစ်လောက်ထိတော့စောက်တင်တယ်ပေါ့နော်အနည်းဆုံး6လလောက်ထိတော့စောက်တင်ပါတယ်6လမတိုင်ခင်တော့လုံးဝတော့မသုံးပေးသင့်ဘူးနော်